အားလုံးပဲမင်္ဂလာပါဆူဆူကီစင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမကတော့ဆူဆူကီကားနဲ့ပတ်သက်ပြီးလာရောက်မြင်မြန်ထားတဲ့မိကုံးလေးတွေကိုထပ်မံဖြေကြားပေးသွားမယ်ဝတ်မုံပဲဖြစ်ပါရဲ့ရှင်ပထမဦးဆုံးဘယ်မိကုံးလေးရင်လာမလဲဆိုတာကိုကြည့်လိုက်ရအောင်နော်ပထမဆုံးမိကုံးလေးကတော့ဆူဆူကီစင်ရေနောက်ဆုံးထွက်ထားတဲ့ Artica Smart Hybrid ကားအတွက် running ကရောဘယ်လိုတွေရှိလဲပြောပါအောင်ဆိုပြီးတော့ကိုချစ်ကိုဆိုတဲ့ကောင်မရှင်ကလာမိထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုချစ်ကိုရှင် Suzuki Artica Smart Hybrid ကားအတွက် running အနေနဲ့3နှစ်သို့မဟုတ်ကီလို3သိန်းထိရရှိနိုင်မှာဖြစ်ပြီးတော့ lithium ion battery နဲ့ ISG integrated static generator အတွက်ကိုလည်း9နှစ်သို့မဟုတ်ကီလို3သိန်းထိ running အနေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်ရှင်နောက်ထပ်မိကုံးလေးတစ်ခုကတော့K-Pro ကားအတွက် Gear Y ကိုဘာမျိုးစားလဲရမလဲဖြစ်ချင်ပါတယ်ဆိုပြီးတော့ဥမမောင်ဝင်းဆိုတဲ့အကောင့်ပိုင်ရှင်ကလာမိထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်commercial ကားဖြစ်တဲ့ Suzuki All New K-Pro ကားအတွက် Extra တစ်စိမ်း 75W90 Gear Y အမျိုးအစားကိုအသုံးပြုဖို့ Suzuki ကထောက်ခံချက်ပေးထားပြီးကီလို4000ဝန်းကျင်မှာလဲလှယ်ဖို့အကြံပြုထားပါရဲ့ရှင်နောက်ထပ်မိကုံးလေးတစ်ခုကတော့admin ရေကားတာယာတွေကိုကီလိုဘယ်လောက်ရောက်ရင်လှည့်ပြီးသုံးတင်လဲဆိုပြီးတော့ကိုမြတ်တော်မောင်ဆိုတဲ့အကောင့်ပိုင်ရှင်ကလာမိထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုရှင် Suzuki ကားတွေအတွက်ဆိုလို့ရှိရင်ကီလို1000သို့မဟုတ်မိုင်6000ရောက်တိုင်းမှာတာယာ rotation လုပ်ပြီးအသုံးပြုဖို့ Suzuki ကအကြံပြုထားပါရဲ့ရှင်နောက်ထပ်မိကုံးလေးတစ်ခုကတော့ engine wine လေးရင်ဘယ်လောက်ပမာဏထည့်ရတာလဲဗျာ K-Pro ကားပါဆိုပြီးတော့ page ဘက်ကလာမိထားတာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်commercial ကားဖြစ်တဲ့ Suzuki All New K-Pro ကားအတွက်ဆိုရင် engine wine ထည့်ရမယ့်ပမာဏက 3.6 liter ဖြစ်ပါရဲ့ရှင်နောက်ဆုံးမိကုံးလေးတစ်ခုကတော့ engine wine filter ကဘယ်အချိန်လောက်လဲတင်တာလဲဆိုပြီးတော့ page ဘောက်ကလာမိထားတာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်ကီလို9000သို့မဟုတ်6လပြည့်တိုင်း engine wine လဲရတဲ့အခါမှာ engine wine filter ကိုပါတစ်ပါးရဲလဲလှယ်ဖို့လိုအပ်ပါရဲ့ရှင်ညီမတို့ Suzuki စင်မှာ Suzuki ကားတွေနဲ့ပတ်သက်ပြီးဘုံတတဖြစ်ပွဲအကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်ပြီးနောက်ထပ်ဘယ်လိုမိကုံးလေးတွေဖြစ်ကြပေးသွားအောင်လဲဆိုတာဆက်လက်ဆောင်များအားပေးကြပါအောင်ရှင်အားလုံးပဲဘိုင်ဘိုင်